အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ပထမဆုံးဥရောပခီးစဉ်သွားတဲ့ vlog အပိုင်းနဲ့ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်သွားခဲ့တဲ့နေရာက Belarus နိုင်ငံ Vitebsk ဒေသ Glubakov မြို့ပဲဖြစ်ပါတယ်အခုရောက်ရှိတဲ့နေရာကတော့ Glubakov မြို့ရဲ့ Kliboka ရဲ့သမိုင်းနဲ့တိုင်းသားလူမျိုးဗီဒပြတိုက်ဖြစ်ပါတယ် Belarus ဆိုတော့ကျွန်တော်လည်းမဖတ်တတ်ဘူးအဲ့ညာလေးရောက်ပါတယ်နော်ရောင်လေးပါပြတိုက်ထဲရောက်တော့ဒီကောက Belarus လူမျိုးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုရှင်းပြပေးပါတယ်ငွေကြေးသုံးစွဲမှုတွေမြို့ဖြစ်တည်လာပုံတွေရှေးမိဖို့ကြောင့်သုံးပစ္စည်းတွေရှေးခေတ်လေယာသုံးပစ္စည်းတွေကိုလိုက်လံပြသခဲ့ပါတယ်ပြီးတော့ရှေးခေတ်တပြောင်းဆက်ကိုဖွင့်ပြခဲ့ပါတယ်ကျွန်တော်ရုံးမှာဒီဆက်ရှိတဲ့အကြောင်းကိုဗီဒါကအမကိုပြောပြခဲ့ပြီအခုမြင်တွေ့နေရတဲ့ဒူရီယာကတော့ရိုးရာအိပ်ပလွေ backpack မျိုးစားပဲဖြစ်ပါတယ်။အဲဒီဒူရီယာကိုဂရိနိုင်ငံမြောက်မက်ဆီဒိုးနီးယားတို့အပါအဝင်ဘောလကန်ဒေသနဲ့အရှေ့ဥရောပရိုးရာပွဲတော်များခမ်းမများမှာတိမုတ်လီရှိတဲ့ရိုးရာအိပ်ပလွေ Gaster, Gator, backpack မျိုးစားပဲဖြစ်ပါတယ်။ရှင်းပြပေးတဲ့ကူကဖျားเจ้าမှာတိမုတ်ပြနေတဲ့ဗီဒီယိုကိုပြသနေတာဖြစ်ပါတယ်။ဘုပလီလိုမျိုးလေးနော်ပြီးတော့ကျွန်တော်တို့အမှတ်တရဓာတ်ပုံလေးရိုက်ပြီးတော့နောက်တဲ့နေရာကိုဆက်သွားခဲ့ကြပါတယ်အဲ့ဒီနေရာကတော့ Glubakov မြို့ Trinity Catholic Church ဖြစ်ပါတယ် Glubakov မြို့ကမြို့ခံတွေကခရစ်ယာန်ဘာသာဝင်တွေများကြပါတယ်ဒါ Belarus ရဲ့ဒီTrinity ဆိုတဲ့ church ပါခင်ဗျဘာသာပြန်မ Alex က English လို့ရှင်းပြပြီးကျွန်တော်ကလည်းကျွန်တော်အဖွဲ့ကိုဘာသာပြန်ပေးရင်းနဲ့ခရစ်ယာန်သာသနာနဲ့ပတ်သက်တာတွေကိုဝေမျှပေးနိုင်ခဲ့ပါတယ်ချစ်ရှုအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်ထပ် vlog တွေမှာဘလို့စိတ်ဝင်စားစရာကောင်းမယ့်အကြောင်းတွေပါမလဲဆိုတာစောင့်မျှော်အားပေးကြည့်ရှုပေးကြပါဦးခင်ဗျာ။အားလုံးပဲ bye bye